လေးကိုကျစီကိုတက်ပြတ်မှာဖြစ်ပါတယ်ကျစီဖျားကြီးကိုရင်လုံးတက်ပြတ်မှာပေါ့နော်ကျစီရှိလို့အေးတက်လာဘယ်နဲ့တက်မလဲကျစီဖျားကြီးတက်မယ်ပေါ့နော်ဘယ်ကားလဲလူဖြစ်နေရတယ်လို့အရာပြီကောင်းမောင်းတော့တိတ်မကြွလို့ကြီးခံမိကြပါနော်နံပါတ်ပြောဟမ်နံပါတ်ပြောဖျားရတော့အရင်ရမွေးရလည်းမနေပါဘူးတောင်းတော့တကယ်ကိုလေအစ်စ်တိုင်းပဲတလားတော်တော်လေးကိုမြင်ပြီးတော့လေဘုဘက်လည်းသွားမရဘူးဘုဘက်သွားတာပုံမြင်နေပေါ့နော်မလီအဲ့ကြောင့်ဘာကာမနာလုံးဝအဲ့ငါ passport ခဏခဏနေနော် passport ဖွင့်မယ် wifi ဖွင့်လိုက် Okay ဒီဘက်လမ်းနေတော့သွားမှာပေါ့နော်လမ်းလေးကတော့တော်တော်လေးမာတယ်ငါဝယ်ပေးတဲ့တရားလုံးရသွားတယ်လည်းမတူပါဘူးတလုံးတရဟာတစ်ထုပ်ကလားဟာရှင်းနေလေဒီလိုဝင်လို့လုပ်နေတယ်လေနားမှာတွေးနေရတာတော့ကြည့်ရှင်းပေါက်တယ်ဘယ်ဒီမှာတွေးနေရတယ်ပေါ့နော်မိုးတော့ဟိုပေါက်တယ်ကပေါက်တယ်တော့ဆွဲပေးလိုက်တော့ဖျားရရအောင်တက်ပေးရပေါ့နော် school game နေမှာဆိုရင် Sakura school game နေမှာပေါ့နော်တော်လေးလေတကယ်ပြရအတိုင်းပဲဒါပေမဲ့တောင်းလေးရရောင်လူပါပဲဒါပေမဲ့အမြင်ပေါ့နော်တောင်းလေးပြပိတ်လက်ညတောင်းကတော့တကယ်ပြေးမှာဆိုရင်တော့33တောင်းတော့ဘယ်နဲ့တောင်းလဲမသိဘူးကြော်ရတယ်အမေတော့ပါပိတ်တော်လေးကိုမိုက်တယ်အဲနေရမသွားဟုတ်လားမသိအဲ့ဘက်ကသွားမှာဖြစ်တော့မှာမဟုတ်ဘူးဟမ်တရားလုံးရပဲဖွက်ကြနေလည်းတကယ်စီးနေထားတော့မနေထားဟုတ်ပါမှာဖယားလေအဲ့ဘာကြီးလဲနီနီရပေါ့စိတ်စိတ်ရကိုင်းကိုင်းတော့ဝေးပါရဲ့ပန်းနေသွားမှာပါဒီနောက်မှာရှိရမင်းလည်းနေပါပါဟိုဒီမှာရှိရဟိုဘက်နဲ့ကားနဲ့ပဲပြန်သွားလိုက်တော့လင်းပြန်နေဆိုကိုယ့်ရုပ်ကာယကြီးဖြစ်နေတယ်ပေါ့နော်ကားနဲ့တော့ဖြစ်တယ်လည်းနေပါပါလို့โอเคဖယားကတော်လေးတက်ပဲပေါ့နော်မိုက်တယ်လို့မဟုတ်တော့ဒီလိုလေး Sakura school game နဲ့မှာTattoo ID လေးကိုစုက comment မှာရေးပေးထားမယ်ပေါ့နော် Tattoo ID လေးကို comment မှာချပြထားမှာဖြစ်ပါတယ်။ Okay ရောက်ပြီ။စံတော်ရှေကြိုက်ထီရိုးစေဒီဆိုရရေးထားပါတယ်။ဟေးနည်းနည်းတော့မြင်နေပေါ့နော်မတ်တယ်လေခါနည်းနည်းတော့မတ်တယ်။ ID ရတော့လွယ်လေးပေါ့နော် ID ရတော့စားစားလေးဆက်ဆက်မစား3516 3516 2539 45196555အဲ့ ID လေးပါရန်ကိုတက်ပေရပါတော့ဖယားရဆိုရင်တော့ရန်ကိုတက်ပေလေဖယားပေါ့နော်အနီးကဖူးမြောက်ခြင်းလို့အောက်မှာတွားပြီးတော့ဖူးမြောက်ခြင်းလေးရောက်ပါတယ်ပေါ့နော်ဒီနေရာလေးမှာပဲစုကဖူးမြောက်ပြီးပါမယ်ကတော့မယ်ရကတော့မယ်တစ်ချိန်နှစ်ချိန်သုံးချိန်ဖျားလိုက်ကတော့ပြတာပြီးဆိုတော့ဖျားကိုတစ်ချက်ကြည့်အောင်ပါပဲအောက်ကိုတော့စင်လို့မရဘူးငါမိခွေးဆိုတော့ဘက်ကပဲသွားကြည့်မယ်အဲ့ဒီထားလုံးဝင်စားတယ်စီကြီးစော်နဲ့ကြာနေဘက်ကိုတော့ကြည့်အောင်မယ်အဲ့နဲ့ဘက်ကချက်ကြည့်အောင်လည်းမတေးပါဘူးရှိတယ်ငါဟိုပါလဲစီနီမကဝယ်လာတော့ဒီကြမ်းတော့ဒီကြမ်းတော့ဘက်ကပဲသွားလိုက်တော့မယ်အခုကနည်းနည်းစီကြီးနဲ့ထွက်ချင်းကြာနေတဲ့ကြမ်းလို့လေကြာနော်ဒိတ်အောင်ဘက်ကတော့မယ်အောင်လေဝယ်မစားနဲ့အခုစင်လာမယ်ဒီလေးကတော့လေးမတိုင်နော်မင်းတို့ဝယ်စားတော့ဘက်ကမမတ်ဘူးမှုရနေဟုတ်တယ်မငါတို့ဝယ်စားတော့အသီးနဲ့လေးမှုရနေမကောအကြောက်စရာတောင်းရတယ်မိပဲတော်လေးကိုမိုက်ပါရဲ့ရှင်သွားကြည့်ကြပါနော်သူပြောတဲ့ ID လေးအတိုင်းပေါ့နော်မမတ်မိရင်လည်း comment လေးမှာချပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့မယ် bye bye ပြီးကြရင်ကြက်မတ်တက်လေးကိုလည်းတွားပြမယ်ပေါ့နော် ID ကိုလည်းသူပြောပြမယ်